American လူမျိုးတွေရဲ့10%နီးပါးဟာရှားဆောင်လက်ပတ်ကျဲကိုအသုံးပြုကြပါတယ်။ဒါကြောင့်ရင်းကိုအလွယ်တကူစောင့်ထားတတ်ကြတာမျိုးပါတိုးတော်လဲရှားဆောင်လက်ပတ်ပင်တွေကိုစိုက်ခင်းထဲကနေကျွန်ုပ်တို့အသုံးပြုနေတဲ့အဖြူရောင်ပြုံမှုလေးတွေတဲ့အထိရောက်ရှိလာအောင်ဘယ်လိုမျိုးအစင်စင်ပြုလုပ်ကြလဲဆိုတာကိုတော့မြင်တွေ့ဘူးသူခက်ရှားပါပဲရင်းကိုဘယ်လိုမျိုးထုတ်လုပ်လဲဆိုတာကိုသိရှိသွားပြီးတဲ့နောက်မှာတော့တင်မြင်ဘူးနေကြအမြင်တိုင်းပြောင်းလဲသွားမှာဖြစ်ပါတယ်လူသားတွေဟာနေမထွက်ခင်အယုံတက်ချိန်ကလေးကစိုက်ခင်းတွေထဲသို့တွားရောက်ကြရတာမျိုးပါသူတို့ဟာအသားအပြည့်စုံနဲ့အရည်ရွှန်းဆုံးသောရှားဆောင်လက်ပတ်အရွက်ကြီးတွေကိုသာရွေးချယ်ခုတ်ယူကြတာဖြစ်ပါတယ်ပိန်နီပြီးညှိုးနှွမ်းနေတဲ့အရွက်တွေကိုတော့အသုံးမပြုဘဲဖယ်ရှားပစ်တာမျိုးပါဒါဖြင့်တစ်ချက်တည်းအပြက်လီးဖြစ်ပြီးစက်ယုံသုံးကုန်တင်ကားတွေပေါ်သို့ဓာတ်ရိုက်တင်ဆောင်ကြပါတယ်ဒါပေမဲ့ဒါတင်မဲ့မပြီးသေးပါဘူးစက်ယုံကိုရောက်ရှိတဲ့အခါမျိုးမှာလည်းအရွက်တိုင်းကိုနောက်တစ်ကြိမ်ထပ်မံစစ်ဆေးကြရပြန်ပါတယ်စိတ်ဆိုပြီးထွားဤနေတဲ့အရွက်တွေကိုသာအဆင့်ကျော်ဖြတ်ခွင့်ပေးရမျိုးပါအဆက်ပြောက်ပါရှိနေတာမျိုးသို့မဟုတ်ကြမ်းတမ်းနေတဲ့အနာသက်တွေရှိနေတဲ့အရွက်တွေကိုတော့ချက်ချင်းဖယ်ရှားပစ်တာမျိုးပါကောင်းမွန်တဲ့အရွက်တွေကိုတော့တန့်စင်ပြီးတန်ကြီးကင်းစင်တဲ့ဓာတ်တွေနဲ့လှိဖြတ်ကြပါတယ်ဒါဖြင့်တစ်ချက်တည်းအလွာလိုက်လှိဖြတ်လိုက်ခြင်းအပြင်အဝါရောင်ပုံခုံနဲ့ကြည်လင်တောက်ပလာတဲ့ဖန်သားလိုကျဲနှစ်တို့ကိုတိချစီကွဲပြားသွားစေတာမျိုးပါအဲ့ဒီနောက်မှာတော့ရင်းကိုပြင်းပြင်းထန်ထန်ဖိညစ်ခြင်းမျိုးမရှိဘဲညင်သာစွာနဲ့အဖြည်းဖြည်းချင်းညှစ်ထုတ်ကြပါတယ်ဖြစ်ခဲလာတဲ့အရည်တွေဟာပြားရည်လိုမျိုးစိတ်ထွက်လို့လာတာမျိုးပါဒီနေရာမှာလျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်သူတို့ဟာအာဟာရဓာတ်တွေကိုပျက်စီးသွားစေနိုင်တဲ့အတွက်အဆိုပါရေကိုဘယ်တော့မှစူပွက်အောင်အပူပေးပြီးမချက်ကြပါဘူးရင်းစားအာဟာရဓာတ်နဲ့ကောင်းမွန်တဲ့အာနိသင်အားလုံးကိုငကိုအတိုင်းထိမ့်သိမ်းထားနိုင်ဖို့အတွက်ကော်ဖီကိုအေးခံစိမ်းတဲ့လုပ်ငန်းစဉ်လိုမျိုးအေးသုံးနည်းစနစ်ကိုအသုံးပြုပြီးထုတ်လုပ်ကြတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးအဆင့်ဆင့်လှုပ်ဆောင်ပြီးတဲ့အခါမှသာလျှင်ကျွန်တော်တို့မြင်တွေ့နေကြဖြစ်တဲ့အဖြူရောင်ပြုံးဘူးလေးတွေထဲသို့ထည့်သွင်းကထုတ်ပိုးလိုက်ကြတာဖြစ်ပါတယ်ခင်ဗျာ